Croissant Croissantလို့ရေးလိုက်ဒီသုံးလုံးပါကိုနော် Croissantလို့ရေးတယ်ဒီနှလုံးပေါင်းက5ပါဝါနှလုံးပေါင်း30နှလုံးပေါင်း30လိုက်ပြီနဲ့ဒီသုံးလုံးကိုဒီသုံးလုံးခုဒီသုံးလုံးခုလို့လိုက်ပြီနဲ့ဒီသုံးလုံးကိုဒီသုံးလုံးဒီသုံးလုံးခုံပြန်လိုက်ရိုက်ပြန်ပြီခွာစနေလို့ရိုက်ဒီနှလုံးကရောဒီနှလုံး30ဒီနှလုံး30ရမယ်ဒီခွာစနေလို့ရတဲ့ဒီသုံးလုံး30ဒီသုံးလုံးကဒီသုံးလုံး30ပြန်လိုက်ပြန်ဒီသုံးလုံးကခွာစနေရိုက်ဒီနှလုံးကဒီနှလုံး30ခွာစနေရိုက်ဒီသုံးလုံးကိုဒီသုံးလုံးခုံဒီသုံးလုံးကိုပြန်လိုက်ဒီသုံးလုံးကိုပြန်လိုက်ခွာစနေရိုက်ဒီနှလုံးကဒီနှလုံး30ဒီသုံးလုံး30ခွာစနေရိုက်လို့ဒီသုံးလုံး30ဒီသုံးလုံး5ဒီသုံးလုံး30ပြန်လိုက်တယ်ဒီသုံးလုံး5ပြန်လိုက်